မနေလေကတင်လိုက်တယ်ရန်ကုန်မြို့လေကောင်ဟိုတယ်မှာလေကောင်မလေး24နှစ်အရွယ်ကောင်မလေးဒီလိုအပိုင်းပိုင်းလုပ်ပြီးတော့တော့ကတ်ခံရတဲ့အမှုနောက်ဆက်တွဲပေါ့နော်အခုထပ်ပြီးတော့မြစည်းမထပ်တင်တာလေးကဘလို့တင်လဲဆိုတော့ကောင်မလေးရဲ့အသက်က24နှစ်သူကတော့ဒီအခန်း900နှစ်မှာတဲနေတာကြာပြီလို့တော့ပြောတယ်သူ့ရှိကိုကောင်လေးလာရတဲ့ဟာပေါ့နော်သူတို့တွေပေးထားတဲ့မှတ်ပုံတင်အရဆိုရင်ကောင်မလေးကနေရတက်တဲ့ကောင်လေးရရန်ကုန်ကပေါ့နော်ဒါမှတ်ပုံတင်တွေကအစစ်အမှန်လားဆိုတာတော့သူတို့လည်းမသိသေးဘူးတဲ့ဒါကပြီးတော့လဲတက်တဲ့ကောင်လေးရဲ့ဟာလဲတက်ပြီးသွားလို့ထွက်သွားတဲ့ CCTV လဲသူတို့မှရှိရပေါ့နော်အဲလုံးဝအေးဆေးဆေးပဲထွက်သွားတာတဲ့ပုံကလည်း CCTV ရဲ့ပုံကလည်းတော်တော်ထင်ရှားတယ်လို့ပြောတယ်အားလုံးပေါင်းပိုင်းထားတဲ့အပိုင်းကကြတော့ဒီကိုယ်လုံးကို3ပိုင်းမှပိုင်းထားတာတယ်ပေါ့နော်တချို့ comment တွေကိုဖတ်ရတဲ့အခါကျတော့လည်းဘယ်လိုလဲဆိုတော့ပေါင်ဆိုရင်အထက်ကအယိုးပဲရှိတော့တယ်အပေါ်ကဟာတွေဘာမှမရှိတော့လွှာပြီးတော့ဟိုဟာတွေကိုအထက်ကအယိုးပဲရှိတော့တယ်ပေါ့အဲ့လိုမျိုးတွေအကြောင်းဖြစ်တယ်ဒါကကြတော့တခြားဘလို့ပတ်သက်မှုတွေဘလို့တွေရှိလဲဆိုတာတော့သူတို့လည်းမသိဘူးပေါ့နော်လက်ရှိကောင်လေးကတော့ရန်ကုန်ကကောင်မလေးကတော့နေရဆိုတဲ့မှတ်ပုံတင်အရတော့သူတို့ဒီလိုပဲဖြစ်တာတဲ့တက်တဲ့သူရဲ့မျက်နှာကိုလည်း CCTV ထဲမှာတော်တော်တိတိကျကျပေါ်တယ်လို့ပြောတယ်ဒါမြစည်းမထပ်တင်ထားတဲ့တင်ပေါ့နော်ခုနကတော့ပေါင်မှာဟိုအယိုးပဲရှိတယ်အပေါ်ကဟိုဟာတွေကိုတလွှာချင်းစီအဲ့လားဘာမှမရှိတော့ဘူးဆိုတာတွေကလည်းဒါဥကကွန်မန့်တွေမှာကြည့်ရတာပေါ့နော်ဘာကြောင့်လဲဆိုတာတော့မသိဘူးပေါ့အထက်ကကလီစာတွေဘာတွေလည်းဘာမှမရှိဘူးလို့တော့ပြောတယ်အဓိကလူတွေကကိုဒီလိုပိုင်းပိုင်းတက်အတွက်ကကရိယာတွေဘလို့လက်နက်ပစ္စည်းတွေလဲဒီအိတ်တွေရောဘာတွေရောဒါတွေကစဉ်းစားစရာတွေကတော့အများကြီးပေါ့နော်